ခင်မင်ယုံပေါ့မာနတရားဘေခါမထားအစင်းနှလုံးဘဝင်ပြုံးရဲ့နောက်ခါတနေ့ပြန်တွေးရင်လေခေါ်ပါပြောပါနှုတ်ဆက်ခဲ့ပါတငယ်ချင်းတော်ပျော်ပါတယ်လုံးဝကိုနောက်အနာဂတ်မှာတော့မနေ့ပြန်ဘာလို့မလေးဆိုတာတည်းမသိအောင်ထိပျော်နေပါတယ်ပေါ့အခုချိန်မှာတော့အရန်လည်းပျော်တယ်ပေါ့နော်ပြီးတော့အရန်ကိုလည်းဂုဏ်ယူဝမ်းသာမိပါတယ်ပြီးတော့ဒီစုကိုပေးအပ်တဲ့ဆရာဆရာမနဲ့တကွာကျောင်းက Academy Team အားလုံးကိုလည်းသူပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲဒီနေ့မှလည်းပဲပျော်ရွှင်ချမ်းမြေ့တဲ့နေ့လေးကိုပတ်ဆက်ရပါစေလို့အားလုံးတက်စီမွားတောင်းပေးလိုက်ပါတယ်ရှင့်ကျေးဇူးတင်ပါတယ်